နေမင်းလေးဟာလာမင်းလေးကိုသဘောကျနေခဲ့ပါတယ်။ဒါကြောင့်မနက်ခင်းမှာလှမ်းနှုတ်ဆက်လေးရှိပါတယ်။လာမင်းလေးကရွှေပြုံးလေးနဲ့ပြန်နှုတ်ဆက်တဲ့အခါနေမင်းလေးကအနားကိုတိုးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့လက်ကိုနေနမိတ်မြင်းပြင်ဘက်ကိုဆန်းထုတ်လိုက်တဲ့အခါညရမောင်တူကသူမရဲ့လက်ကိုဒဏ်ရာရစေခဲ့ပါတယ်။နေမင်းလေးကသူမရဲ့လက်ကိုမော်ပညာနဲ့ပြန်လဲကူးသားနိုင်ခဲ့ပေမဲ့လာမင်းလေးကတော့သူမကြောင့်ထပ်မံဒဏ်ရာရရှိမှစိုးရိမ်တဲ့အတွက်အဝေးကိုအေးဆက်စွာထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့နေမင်းလေးနဲ့လာမင်းလေးတွေ့ဆုံတဲ့အချိန်လာမင်းလေးကမျက်နှာညှိုးနေခဲ့ပါတယ်။နေမင်းလေးဟာလာမင်းလေးပြုံးနေဖို့အတွက်မော်ပညာနဲ့နေကြပန်းတစ်ပွင့်ကိုဖန်တီးပြီးလက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့နေအောင်မရှိတဲ့ညဘက်မှာနေကြပန်းလေးကမရှင်သန်နိုင်တဲ့အတွက်လာမင်းလေးထိလိုက်တာနဲ့ပန်းလေးကညှိုးကျသွားခဲ့ပါတယ်။လာမင်းလေးဟာလည်းထပ်မံပြီးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။နေမင်းလေးဟာအရှုံးမပေးသေးပဲဒီတစ်ချိန်မှာတော့ညဘက်မှာပွင့်တက်တဲ့ညာမွေးပန်းကိုပြင်ဆင်ပြီးလက်ဆောင်ပေးခဲ့ပါတယ်။လာမင်းလေးကညာမွေးပန်းဖူးလေးကိုသူမရဲ့လက်ချောင်းလေးနဲ့ထိလိုက်တဲ့အခါပန်းလေးကလှပစွာပွင့်လာခဲ့ပါတယ်။နေမင်းလေးကလည်းလာမင်းလေးအတွက်ညာမွေးပန်းကင်းကြီးတစ်ခုလုံးကိုဖန်တီးပေးခဲ့ပါတယ်။နေမင်းလေးရဲ့အချစ်ကိုမြင်ရတဲ့အခါလာမင်းလေးကလည်းနေနမိတ်မြင်းကိုကြော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာနေနမိတ်မြင်းစွမ်းအားတွေအားလုံးကိုစုပ်ယူလိုက်ပြီးအဲ့ဒီစီးကိုနေဝင်ချိန်စီးစာအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးကြားမှာ